ကိုမင်းခန့်တို့ရဲ့တနခါကဲလေးတွေကလေကောင်းလိုက်တာလှလိုက်တာအမတနခါကဲလေးတွေပိုးပြီးကြစ်အောင်လုပ်ထားတာကြစ်လာတယ်နော်ဟုတ်နော်ပိုးပြီးတော့ကြစ်လာတယ်အကွဲလေးတွေကတော့လေအမတို့ကိုပြောပြမယ်တိလားတနခါကဲလေးတွေကွဲတတ်တာအဲ့ဒါတဘာဝစစ်လို့နော်မောင်လေးကိုလှုပ်တာရွှတ်မပါဘူးမြေမပါဘူးသဲမပါဘူးတနခါခဲကြီးအမလှမ်းတာကြာရင်လေ तू ကအလိုလိုကွဲသွားတာအဲ့ဒါဘာလို့လဲဆိုတော့ကြတော့ကျွန်တော်တို့ကမြေမရောလို့နော်တချို့ကအဲ့ဒါကြောင့်မလို့ပြောရလေတနခါခဲလှုပ်တဲ့ခါကြလို့ရှိရင်ရွှွန့်ထည့်ရတယ်မြေထည့်ရတယ်ဆိုတာအဲ့ဒါကြစ်အောင်ထည့်တာကျွန်တော်တို့အခဲလေးတွေမှာကွဲလို့ရှိရင်လေဟဲမင်းခန့်ရေမင်းခန့်တနခါကြီးကကွဲနေပြီဆိုပြီးတော့မပြောနဲ့ကွဲနေရင်ဂုံယူလိုက်ပြောပြီးသားနော်အဲ့ဒါကွဲသွားတာဒီဘာမှမရောလို့ပုံမှန်ပဲကျွန်တော်ကအဲ့ဒါတွေကိုလိုက်ပြီးတော့မပြုတ်ပြင်းဘူးတဘာဝတနခါအတိုင်းပဲအယောင်လေးတွေဆိုလို့ရှိရင်တစ်ခဲနဲ့တစ်ခဲအယောင်မညီဘူးဒီမှာနေထိတဲ့အပိုင်းလေးကညိုးတယ်နေမထိတဲ့အပိုင်းလေးကဖြူတယ်အဲ့လိုလေးတွေဖြစ်တတ်တာဒါဒီပုံမှန်ပဲဒီမှာတနခါရေလုံနေကြတာခင်ဗျားတို့ဒီဒါနည်းနည်းလေးခဏပြန်လှည့်အောင်မသိလား6တယ်နော်နည်းနည်းပဲလှည့်ရမှာကဲကောင်းလိုက်တာတနခါလေးကလည်း e-set နေရပဲသွေးရနဲ့ share မ share နော်အမတို့တွေအားပေးကြတာကျေးဇူးအများကြီးတင်ပါတယ်တနခါလှမ်းတာမှာစကျွန်တော်တို့ကတနခါအလှမ်းနဲ့အဝတ်ကလေးနဲ့တခြားလေးလှမ်းတာအဲ့မကြည့်လိုက်အမတို့တွေအဲ့မကြည့်လိုက်နော်အဝတ်ကလေးနဲ့တခြားလေးလှမ်းတာပါလို့နော်ကဲဒီမှာကျေးဇူးတင်ပါတယ်ကျွန်တော်တို့မင်းခန့်တနခါတွေနော်အားပေးကြတဲ့မိဘပြည်သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်